braces တက်တော့မယ်ဆိုရင်ဒီအချက်တွေကိုကြိုတင်မပြင်ဆင်ထားဘဲနဲ့ braces မတက်နဲ့နော်ပထမအဦးဆုံးနဲ့အရေးကြီးဆုံးတစ်ချက်ကကျမတို့ပါးစပ်ထဲကသွားတွေဒီသွားညှင်းကုသမှုမလုပ်ခင်မှာတဖုံရောသွားရောကျန်းမာနေရမယ်သွားပေါက်ရှိနေရင်ဖာရမယ်သွားတဖုံလေးတွေရောင်နေလို့ရှိရင်ကုသရမယ်ကြောက်တရှိရင်ချစ်ရမယ်ဒါကသွားညှင်းကုသမှုမလုပ်ခင်အရင်ဆုံးကြိုပြီးတော့လုပ်ရမယ်အရာပေါ့နော်ဓာတ်မှန်လေးတွေရိုက်မယ်လိုအပ်တဲ့ assessment လေးတွေကျမတို့ယူပြီးပြီဆိုတဲ့အချိန်ကြလို့ရှိရင်လူနာရဲ့လိုချင်တဲ့သွားပုံစံနဲ့ပါးစပ်ထဲကပုံစံနဲ့တကယ်လို့လိုအပ်ချက်တွေရှိလာတဲ့အခါသွားနှုတ်ရတာတွေရှိတတ်တယ် braces တွေစပြီးတက်ပြီးဟေ့ဆိုလို့ရှိရင်နံပါတ်1အရေးကြီးဆုံးက lifestyle ကလုံးဝ change ဖြစ်သွားပြီကိုစားနေကြအစားအစာတွေကိုယ့်ရဲ့အကျင့်အမှုအကျင့်တွေအကုန်လုံးပြောင်းရပြီမာတာတွေအကြော့အကျွတ်တွေစားလို့မရတော့ဘူးရှေ့သွားနဲ့ကြိုက်စားလို့ဖြတ်စားလို့မရတော့ဘူးအန်သွားနဲ့စားရမယ်အတုံးသေးသေးတုံစားရမယ်ဖြည်းဖြည်းဝါရမယ် braces မတက်ခင်ကိုနေလာခဲ့တဲ့အတိုင်းတန်ရှင်းလို့ယုံနဲ့မလုံလောက်တော့ဘူးဒီသွားတန်ရှင်းကိုအထူးဂရုစိုက်ရမှာပေါ့နော်ဆရာဝန်ရဲ့ရက်ချင်းကိုမပြတ်မကွက်တည်တည်ချာချာပြန်ပြရမယ်ပေါ့နော်ဒါကနံပါတ်2ချက်နံပါတ်3ချက်အနေနဲ့ဆိုရင်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာမှာပြင်ဆင်ထားဖို့လိုတယ်သွားညှိကုသမှုတွေတော်တော်များများကအချိန်တိုင်းတာတစ်ခုတည်းကျမတို့ကပေးရတတ်တယ်သွားညှိနေစဉ်အချိန်တော်တွင်းမှာလည်းပဲဝါရစားရတာအဆင်မပြေတာတို့သွားလေးတွေကနာနေတာတို့တနေရာလေးကကျဲသွားတာတို့တနေရာတွေမှာခေါ်ထွက်လာတယ်လို့ဖြစ်တာမျိုးတို့ဒီလိုမျိုးလေးတွေကြုံရတတ်တယ်သွားညှိပြီးရင်လည်းတဘာဝသွားတွေကိုသူတို့နေရာမဟုတ်တဲ့တခြားနေရာကိုကျမတို့ကတွန်းထားတာဖြစ်တဲ့ကြောင့်သူတို့ပြန်ပြီးတော့မူလနေရာကိုပြန်မရောက်အောင်လို့ကျမတို့ကသွားအထိန်လို့ခေါ်တဲ့ retainer လေးတက်ရတယ်သူအချိန်တိုင်းတာတစ်ခုတည်းတက်ရတဲ့လူနာလည်းရှိသလိုတစ်သက်လုံးတက်ရမယ့်လူနာလည်းရှိတယ်ဘာပဲဖြစ်ဖြစ်သွားညှိတာကအချိန်တော့ပေးရတယ်စိတ်ရှည်ရတယ်ဆိုပေမဲ့လို့သွားညှိပြီးရင်ရလာမှာအလှပတစ်ခုတည်းမဟုတ်တော့ဘူးကျမတို့ရဲ့တန်ရှင်းရေးအကျင့်တွေစားရဝါတဲ့အကျင့်တွေဒါလေးတွေကပါပြောင်းသွားပြီးတော့ပိုကျန်းမာတဲ့သွားလေးတွေနဲ့ကျမတို့ရဲ့အနာဂတ်ကိုရလာမှာဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်ဗီဒီယိုကြမ်းပြန်တွေ့ပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်